တရုတ်နိုင်ငံမှာကမ္ဘာအိမ်စီအကောင်ဆုံးလူရှိတယ်လို့ပဲဒီလိုမျိုးအိမ်တွင်ဖြတ်ထိုးရန်ကောင်းတွေပိုင်ဆိုင်ထားသူလည်းရှိပါတယ်။တခါတလေမှာလိုအပ်တဲ့ပစ္စည်းတွေမရှိလို့စိတ်ညစ်နေရတဲ့သူတွေတဲမှာသူတော့မပါပါဘူး။အိမ်မှာရှိတဲ့ပစ္စည်းနဲ့အဆင်အပြေဆုံးဖြစ်အောင်ဖန်တီးနိုင်စွမ်းကိုသူ့လူစီမှာတွေ့မြင်ရမှာဖြစ်ပါတယ်။ဥပမာတခုခုကိုပေါင်းပြီးစားကျင်ပေမဲ့ပေါင်းဖို့မိုက်ခရိုဝေ့မရှိရင်မပူပါနဲ့။ဒီလိုအဝတ်အစားတစ်ခုပေါ်မှာအောင်းကျင်တာလေးကိုတင်ထားလိုက်ရုံပါပဲ။မိုက်ခရိုဝေ့မရှိပေမဲ့အိမ်မှာရှိတဲ့အဝစ်မတ်နဲ့တင်ကောင်းကောင်းပေါင်းလို့ရပြီးနောက်ပြီးအဝစ်မတ်နဲ့တင်ကောင်းကောင်းပေါင်းလို့ရပါပြီ။နောက်ပြီးဟင်းချက်တဲ့အခါအရွယ်စုံရဲ့အခါရေထဲပို့လို့ရင်လက်မလုံးမိအောင်ခုလိုရေတံဘူးကိုအပေါက်ဖောက်ထားလိုက်ပါတယ်။ရေတံဘူးကိုစိတ်ကြိုက်ထိန်းချုပ်ထားနိုင်ပြီးရေများသွားတယ်ဆိုတာမျိုးလည်းမရှိတော့ပါဘူး။ရေဘူးတွေကလည်းရှာရလွယ်တာကြောင့်အိမ်မှာရှိတဲ့ပစ္စည်းနဲ့ပြန်သုံးချခြင်းပဲဖြစ်ပါတယ်။ဖက်နှက်တွေလမ်းဖို့လိုအပ်တဲ့အခါမှာလည်းလူကဝယ်ရလွယ်တဲ့ဖက်နှက်ချိတ်တာမဝယ်ပါဘူးအိမ်မှာရှိပြီးသားချိတ်ကိုပဲဖက်နှက်လမ်းလို့ရအောင်ပြောင်းလဲလိုက်တာဖြစ်ပါတယ်ခုလိုမျိုးအိမ်တွင်းမှုအတတ်ပညာတွေကိုအိမ်တိုင်းမှာတထားတင်ပါတယ်ပြည်သက်ကြီးတို့အိမ်မှာရောကိုရိုင်းတီထင်ထားတဲ့အရာတခုခုများရှိရင်မျှဝေပြခဲ့နိုင်ပါတယ်နော်